အခုကြည့်နေတဲ့အထဲမှာတနင်္ဂနွေနဲ့သောကြာလေးတွေပါတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါ။တနင်္ဂနွေနဲ့သောကြာအတွင်းမှာဆိုလို့ရှိရင်တနင်္ဂနွေကအသက်ကြီးပြီးတော့သောကြာကအသက်ငယ်မှာအဆင်ပြေပါလိမ့်မယ်။နှုတ်ဆိုရင်တော့ဒီ relationship ကရရှိသွားဖို့ကတော်တော်လေးခက်ခဲနေပါတယ်။တနင်္ဂနွေကဒေါသထွက်ပြီဆိုလို့ရှိရင်ရှူရှူတိုင်းတိုင်းနဲ့ပောက်ကွဲပြီးတော့တောင်းကျနေတဲ့စိတ်ကလည်းအရင်ကြီးရယ်။တောက်ကြကကြတော့သူအငြိမ်ခံလိုက်ပေမဲ့သူကစိတ်ထဲမှာအတေးမှတ်ကြည့်ပြီးတော်တော်နဲ့မမေ့တတ်တဲ့တောက်ကြဖြစ်နေလို့ပေါ့နော်။ဒီကကြတော့တချို့စဉ်းစားပြီးဆိုရင်တစွတ်ထိုးတဆောက်ကန်လောက်တတ်တယ်။တောက်ကြကကြတော့တခုခုကိုလောက်တော့မယ်ဆိုရင်သူကတွေးဝေနဲ့အကြာကြီးစဉ်းစားတတ်တယ်ပေါ့။တောက်ကြကကြတော့အပေါင်းကင်းမဲ့နဲ့တနင်္ဂနွေကကြတော့လေသူချစ်တဲ့လူကိုအရေးတကြီးနဲ့နေတတ်တယ်။ချီကြီးတော့အမျက်ကြီးတယ်ဥတိုးတယ်။တောက်ကြကအမားတစ်ခုလုံးပြီဆိုရင်အမားကိုဖုံးကွယ်တတ်တယ်။ဒီအမားဝန်ခံလိုက်လို့ရှိရင်တစ်ဖက်ရဲ့စကားနဲ့အပြစ်တင်တာတော့ကြောက်တဲ့အတွက်ပေါ့နော်။ဒါပေမဲ့တနင်္ဂနွေကကြတော့မှားရင်မှားတယ်ဝန်ခံလိုက်။သူခွင့်လွှတ်နိုင်တဲ့အနေအထားသစ္စာဖောက်တာမျိုးမဟုတ်လို့ရှိရင်နားလည်ပြီးတယ်။ဘာဖြစ်လို့လဲဆိုတော့ तू ကအမှန်တရားကိုချစ်တဲ့လူဆိုတော့လေ။တောက်ကြကကြအဲ့လိုမဟုတ်ဘူး။ तू ကရည်ရွယ်ပြီးတော့မဟုတ်ဘူး။ဒါပေမဲ့သူ့ရဲ့ကြောက်တတ်တဲ့စိတ်ခံတွေကအဲ့လိုပေါ့နော်။အမှန်တရားကိုမဝန်ခံဘဲနဲ့ဝေ့ဝိုက်ပြီးပြောတဲ့ပုံစံမျိုးဖြစ်သွားတော့သူတို့ရဲ့ပဋိပက္ခကကိစ္စသေးသေးလေးကနေကြီးသွားတတ်တယ်။ဒါပေမဲ့ပေါ့နော်ဒီနှစ်ဦးနှစ်ဘက်ကနှစ်ယောက်လုံးကတယောက်နဲ့တယောက်နားလည်မှုလေးနဲ့ရှေ့ဆက်ကြမယ်ဆိုလို့ရှိရင်နော်ရှေ့ဆက်လို့ရနိုင်တဲ့နေ့နဲ့နေဖြစ်ပါတယ်။အခုကြည့်နေတဲ့အထဲမှာတနင်္ဂနွေနဲ့တောက်ကြလေးပါတယ်ဆိုရင်ဘယ်နဲ့ချက်လောက်မှန်လဲဆိုတော့မှန်မှရေးပေးခဲ့ပါ။နောက်ဗီဒီယိုမှာဘာတွေသိချင်လဲဆိုတော့လည်းမှန်မှရေးပေးခဲ့ပါဦး။ဗီဒီယိုမေးမယ်ဆိုလို့ရှိရင်နော်ဆရာမရဲ့ Viber ဖုန်းနံပါတ်မှာစေနာကြီးနဲ့ပေးရင်ဒါတော့လာမေးလို့ရပါတယ်။